သူ့အလုတ်ကအမျိုးသမီးတွေနဲ့အထူးအိပ်ပေးရတာပါဒါပေမဲ့သူကခန္ဓာကိုယ်ရောင်းစားတာတော့မဟုတ်ပါဘူးသူ့ရဲ့အဓိကအလုပ်ကသူတို့ကိုအိပ်ပျော်တာအောင်ချော့တိပေးတာပါဒီလိုမျိုးကို bad boy လို့ခေါ်ပြီးလက်ဆက်တဲ့ဂျေးလိုက်ရင်းနဲ့တင်းတင်းလေးရဲ့နာနာကပ်ပြီးလေတန်တိုးတိုးလေးပြောပြတာရဲ့ပြီးတော့အသားချင်းလုံးဝမထိတွေ့ရဘူးဆိုတဲ့စီးခန်းတွေနဲ့လှုပ်ဆောင်ရပါတယ်အဲ့ဒီကစီးကြောကိုထူးစားလာရင်သူတို့ကကွာဝေးတစ်ခုယူလိုက်ကြတယ်ပြီးတော့အလုံးလုံးနေချိန်မှာသူတို့ကိုယ်တိုင်အိပ်ပျော်ပါလို့မရပါဘူးအချင်းပြည့်တာနဲ့ချက်ချင်းပြန်ရပါတယ်မာလွန်ကတော့ bad wine company ရဲ့ဝန်ထမ်းကောင်းတစ်ယောက်ပါသူ꿰ဖာထားရဲ့ဧည့်သည်တိုင်း9မိနစ်အတွင်းအိပ်ပျော်သွားကြတယ်ပြီးတော့သူကဧည့်သည်တွေကိုသူ့ရဲ့ခန်းစားချက်အစစ်အမှန်ဘယ်တော့မှထုတ်မပြပါဘူးတနေ့မှာတော့သူ့အလုပ်အကွိုင်ကိုအပြောင်းလဲဖြစ်စီမဲ့ဧည့်သည်တယောက်နဲ့ကြိုးလိုက်ရပါတယ်အဲ့ဒါကတေလာရဲ့ပထမဆုံး order မှာယူမှုပါသူကဝန်ဆောင်မှု4နာရီစာဝယ်ထားပြီးမဲ့သူမျက်လုံးတွေကိုကြည့်လိုက်ရင်တိတာနေပါတယ်သူမာလွန်ကိုစိတ်ဝင်စားနေတယ်ဆိုတာပါပဲအဲ့ချိန်ရောက်တော့မာလွန်ကတေလာကိုအိပ်ပျော်သွားအောင်ပေးတစောင်းအနေထားပြင်းပြလိုက်ပါတယ်ဒါပေမဲ့တေလာကသူ့စိတ်တူမထိန်တိတ်တော့ပဲမာလွန်နားကိုတဖြည်းဖြည်းတိုးကပ်လာပါတယ်မာလွန်ကရှောင်မှုကြိုးစားရင်သူ့ကိုတွန်းထုတ်လိုက်ပါတယ်တေလာခတ်မတိုးလာအောင်လို့ခေါင်းတစ်လုံးကိုကြားထဲမှာစီးချလိုက်ပါတယ်ဒီတော့တေလာလည်းစိတ်ပြတ်သွားပြီးအဖော်လူပြည့်တဲ့ကောင်ကများဘာတွေများသိမျက်နှာစရာကောင်းနေလို့လဲလို့တွေးမိတာပေါ့သူပတ်စံပြန်လူချင်တယ်လို့ပြောလာပါတယ်မာလွန်ကတော့ဒီလိုဖောက်တည်မျိုးကိုမြင်နေကြမှုလို့အေးစေပါပဲသူကနာယီကိုတိတ်ချရေးတွက်နေလိုက်တယ်တေလာကတီးမခံနိုင်တော့ဘူးစိတ်ပြေလက်ပြောတခုခုစားချင်လာတယ်ဂျေကဲတက်တာကိုဖွင့်ကြည့်လိုက်တော့လဲဘာမှမရှိပါဘူးအဲ့ဒါနဲ့မာလွန်ရဲ့အိတ်ထဲကဆန်ဝစ်မုန့်တွေကိုလှိုင်းကြည့်လိုက်တယ်ပတ်စံလက်ပေးထားပဲသူနဲ့အတူအိတ်လိုက်တော့မယ်လို့တွေးလိုက်ပါတယ်ကတဲ့ပေါ်မှာတေလာကမာလွန်ရဲ့ဆန်ဝစ်ကိုစားနေပြီးမာလွန်ကလည်းသူ့ကိုတေးကြဝန်ဆောင်မှုပေးနေပါတယ်မာလွန်ကတပေါကောင်းစွာနဲ့ပဲသူ့အမိုက်တွေကိုယူသွားပေးတယ်သူကအမွှေးစီမြင့်လေးထုံးပေးတယ်ပြီးတော့တေလာကိုမျက်လုံးစီတက်ပေးလိုက်တယ်ပြီးတော့သူ့ကိုစပြီးချော့သိတော့တာပေါ့ဒါပေမဲ့တေလာငိမ့်နေတာ30တက်လောက်ပဲခံပါတယ်မာလွန်ရဲ့မျက်နှာထားကမတိမတာလေးပြောင်းသွားတယ်သူကစကားစပင်မြန်ဖျက်ချင်နေပြီဒါပေမဲ့တေလာကပါစပိတ်မနေနိုင်ဘူးလက်အိတ်ကဘာလို့မချွတ်တာလဲရှင်ကမီးရတာပါစရာဝန်နဲ့တူနေတာပဲလို့ပြောတယ်မာလွန်က dark company policy ပါလို့ပြန်ပြောတယ်ဒါပေမဲ့မာလွန်သူ့ကိုမလွန်စားနိုင်ပါဘူးတေလာပြောတာကိုနားထောင်ပေးနေရတယ်ဒါပေမဲ့အဲ့ဒီညပြီးတဲ့နောက်ဘယ်သူမှမထင်တာလားသူဖြစ်လာပါတယ်ပုံမှန်ဆိုသူကအဲ့တဲ့အိမ်မှာဘယ်တော့မှညအိတ်လေးမရှိပါဘူးဒီညတော့သူတေလာအိမ်မှာအိပ်ပျော်သွားခဲ့တယ်ဒါက company စီကနဲ့ဆန့်ကျင်နေပါတယ်သူတေလာကိုတောင်းပန်ပြီးရုံးကိုပြေးတော့တာပဲတထေးကိုတောင်းပန်ပြီးရုံးကိုရောက်သွားတယ်အဲ့ဒီမှာလောက်ခေါ်ကင်ဘက်တယောက်တထေးစုလာခံနေရတာကိုတွေးလိုက်ရတယ်ဘာလို့လဲဆိုတော့အဲ့ဒီလူကဖောက်တဲ့တယောက်ကိုကိုဝင်းရတော့မလုပ်လိုက်လို့လေတထေးကအဲ့ဒီလူကိုအလုတ်ထုတ်ပစ်လိုက်တယ်အခုတော့မာလို့လည်းပိုကြောက်သွားတာပေါ့ဒါပေမဲ့အန်ဝစရာကောင်းတာကတထေးကသူ့ကိုအဖြစ်မတင်တဲ့အပြင်ချီကျူးလိုက်ပါသေးတယ်ဘာလို့လဲဆိုတော့တီလာကသူ့ကို review 5 star ပေးပြီးတော့နောက်ထပ်တစ်လစာညပိုင်ဝယ်ဆောင်မှုစာချုပ်ထပ်ချုပ်လိုက်လို့ပါတယ်